နားမလဲလူတွေနားလေလူချက်ရှင်းပြလိုက်ပဲဗျကျွန်တော်ဖုန်းက battery ကုန်တော့မယ်တော်ဗျာတော်မှရိုင်းနေဗျာနားမလဲဒီမှာဗျာကျွန်တော် repeat ချက်မင်းက Mini Patricia နှိပ်စက်နေဟိုတယ်ကန်းထဲမှာဖမ်းထားပြီးတော့ဒါပါပဲเนาะနားလေအောင်ပြောပြရင် Mini Patricia is မင်းကဟိုတယ်ကန်းထဲမှာဖမ်းထားပြီးနှိပ်စက်ဒါကျွန်တော်ဖုန်းကလာအပေါ်ကနေရွှေရလှမ်းရိုက်တာဒါအရှင်းမအဲ့လိုဟာရှိသေးတယ်သေတော့မယ်ငါတို့မြန်မာနိုင်ငံကမြန်မာမင်းကလေးကိုပြောပြောင်းမအေးလို့မင်းကြည့်နေတာငါသိတယ်ငါညမအကောင့်နဲ့ပြန်သူ့လက်ထဲဖုန်းပေးပြီးငါညမနားကနေမင်းဘေးကိုထွက်သွားပြီးတော့သူ့ကိုငါ့ကိုဖုန်းဆက်ခိုင်းပြီးတော့ဟုတ်ပြီလားသူ့ကိုငါ့ကိုဖုန်းဆက်ခိုင်းပြီးတော့မင်းနဲ့မရှိပါဘူးဆိုပြီးပြောခိုင်းပြီးတော့သူ့ကိုရန်ကုန်ရောက်တဲ့အထိငါနဲ့သူနဲ့အမြဲတမ်း contact ရှိနေမယ်ဆိုရင်မင်းပြေးဖို့အတွက်အချိန်ရှိမှာမဟုတ်မင်းပြေးဖို့အတွက်တော့အချိန်မရှိဘူးနော်ရအောင်မအေးလို့ကလားဟဲ့မလေးရှားမှာကြောင်ညာသွားရတဲ့ Model Patricia ကိုဆူချနိုင်အောင်ဟိုတယ်တစ်ခုမှာပိတ်လောင်ခံထားပြီးအုပ်စုပွဲ rape လုပ်ခံရဒီနေ့မှာတော့ပြည်သက်တွေကြားထဲမှာတော်တော်လေးကိုကြက်ထားပြီးစိုးရင်တကြီးစောင့်ကြည့်နေကြရတာကတော့ Model မင်းသမီး Patricia ရဲ့ကိစ္စပဲဖြစ်ပါတယ်လက်ရှိမလေးရှားနိုင်ငံကိုအလုပ်ကိစ္စနဲ့ရောက်ရှိနေတဲ့ Model Patricia ကိုဆူချနိုင်တဲ့ရောက်ဟိုတယ်တစ်ခုမှာပိတ်လောင်ခံထားရဆိုတဲ့ကောလာဟလာတွေနဲ့ထိတ်လန့်စရာအတန်ဖိုင်တွေပြန့်နှံ့နေတဲ့အကြောင်းပဲဖြစ်ပါတယ်ဖြစ်စဉ်ကတော့ Patricia ဟာမလေးရှားခြေဆိုင် motivation speaker တူဖြစ်တဲ့ It's Me နဲ့တူကြောင်ညာရိုက်ကူးဖို့အတွက်မလေးရှားနိုင်ငံကိုတွားရောက်ခဲ့တာဖြစ်ပါတယ်။ခီးစဉ်စာပိုင်းမှာတော့ပုံမှန်အတိုင်းပဲအလုပ်ကိစ္စကြီးလုပ်ကိုင်နေကြတာပါ။တိုင်မိန်မကြခင်မှာပဲသူမရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာရုံးမာလိုက်တာဆိုရင်စာသားတစ်ခုတက်လာခဲ့ပါတယ်။ဒီစာသားကဘသူ့ကိုရည်ရွယ်တယ်။ဘာဖြစ်လို့တင်နေဆိုတာတိတိကျကျမသိရသေးခင်မှာပဲပြည်သက်တွေကစတင်တတိထားမိခဲ့ကြတာပါ။အခြေအနေတွေကိုပိုပြီးစိုးရိမ်စရာဖြစ်လာစေတာကတော့ TikTok လူမှုကွန်ရက်ပေါ်မှာပြန့်နှံ့လာတဲ့အတန်ဖိုင်တစ်ခုပဲဖြစ်ပါတယ်။အဲ့ဒီအတန်ဖိုင်ထဲမှာ Patricia ဟာသူမရဲ့မိတ်ဆွေတွေနဲ့ဖုန်းပြောနေပြီးဟိုတယ်အခန်းတစ်ခုထဲမှာပိတ်လောင်ခံထားရကြောင်းအခန်းထဲမှာသူမတယောက်တည်းရှိနေတာမဟုတ်ဘူးလို့ပြောနေစမှာပဲအနောက်ကနေတစုံတစ်ယောက်ကပါးစပ်ပိတ်ပြီးဖုန်းကိုလူယူသွားတဲ့ပုံစံမျိုးကြားလိုက်ရတာပါ။ဒီအတန်ဖိုင်ဟာလူမှုကွန်ရက်မှာတော်မီလို့ပြန့်နှံ့သွားခဲ့ပြီး Patricia တယောက်အနေရရှိနေပြီလားဆိုရင်မိကွန်းနေထွက်ပေါ်လာခဲ့ပါတယ်။ဒီတဲ့ကြောင့်လူပညာအတိုင်းဝိုင်းတွေကသူမနဲ့ရှင်းနေသူတွေဟာလည်းလက်မနှီးပဲတုံ့ပြန်ခဲ့ကြပါတယ်။မလေးရှားမှာရှိတဲ့တိမိတ်ဆွေတွေမြန်မာနိုင်ငံသားတွေအနေနဲ့ Patricia ရှိနိုင်မယ့်နေရာကိုစုံစမ်းပေးကြဖို့နဲ့တနိုင်သမျှကူညီပေးကြဖို့ဝိုင်းဝန်းတောင်းဆိုနေကြတာကိုတွေ့ရပါတယ်။ဒါပြင်တချို့ကလည်းဒီဖြစ်စဉ်ဟာအမှန်တကယ်ဖြစ်ရလားဒါမှမဟုတ်တစုံတရာနားလည်မှုလွဲမှားနေတာလားဆိုတာကိုပါစုံစမ်းမှုကြိုးစားနေကြပါတယ်။လက်ရှိချိန်ထိတော့ကာယကံရှင် Patricia ဘက်ကဖြစ်စေသူမနဲ့အလုပ်လုပ်နေတဲ့အဖွဲ့အစည်းဘက်ကဖြစ်စေဒီကြတဲ့ရှင်းလင်းချက်တစုံတရာထွက်ပေါ်လာခြင်းမရှိသေးပါဘူး။ကျမတို့အနေနဲ့ Patricia တယောက်ဘေးရန်ရဲ့ကင်းကင်းနဲ့ဒီပြဿနာတွေကိုအမြန်ဆုံးဖြေရှင်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်။